ခင်ဗျားတို့ပန်းသေးခောက်ဆွဲကြောကြိုက်လားပန်းသေးခောက်ဆွဲကြောကြိုက်တယ်ဆိုရင်စားကိုသွားစားကြည့်တဲ့ဆိုင်ကိုကျွန်တော်ညွှန်ပြမယ်ဗျမဟာဗန္ဓုလလမ်းနဲ့ဘူတတော်လမ်းတောင်မှာရှိရညနေပိုင်း4နာရီ5နာရီလောက်ဆိုတော့စပွင့်ပြီဗျတောင်းကစားတဲ့ရှည်လေးမှာဖွင့်နေဗျရွှေလက်ရပန်းတတော်ဆိုင်မှာပန်းသေးခောက်ဆွဲကြောထမင်းကြောစိတ်ကင်ကြက်ကင်ကြက်ကြောအသေးမြေကီမာပလာတာနဲ့ဒိန်ဂျင်နေပါရတယ်ဗျအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Art of Food မှာကိုပိုင်ဖြစ်ပါတယ်ခောက်ဆွဲကြောကိုကျွန်တော်ကတော့ကြက်သားနဲ့မှာလိုက်နေဗျသူကတော့တပွဲကို8000ပေးရပါတယ်ကြက်ကင်အတုံးကြီးတစ်လုံးရဲ့ကျဲဥတစ်လုံးရဲ့ပါပါတယ်ပိုးရှင်ကတော့ကျွန်တော်အစားများလို့တော့ထင်တယ်ဗျပုံမှန်ပါပဲပေါ့နော်ဟိုစိတ်ကင်ကတော့တပွဲကို2000ပါ10ချောင်းပါပါတယ်သူကကျွန်တော်ကတော့9ချောင်းပဲမှာလိုက်ပါတယ်တဝက်ပဲမှာလို့ရတယ်ပေါ့နော်1000ပေါ့စပြီးတော့စားကြည့်ပါမယ်ခောက်ဆွဲသားဆော့တာအနက်မနန္တာနဲ့တင်တော်တော်အဆင်ပြေပါတယ်ဗျတချို့ပန်းသီးဆိုင်တော်တော်များများကျွန်တော်စားကြည့်ခောက်ဆွဲသားတွေကဆော်တာနဲ့အရင်ပြေးနေဗျအနည်းကြီးရွှဲလေးနဲ့အစီမဟုတ်ဘူးဗျသူချက်သားအနည်းကြီးပါစိတ်ကင်ညီးကြည့်ပါမယ်အရင်ကပါတယ်ဗျအခုပေါင်းပြီးမှပြန်กินတာတင်နေအီးလေးဖြစ်နေတယ်စားရတာရှောက်ရည်လေးနဲ့စားကြည့်ပါဦးကျွန်တော်အညီကြောက်တဲ့လူတော်မှစားနိုင်တဲ့အနေထားလေးပါဗျစူးကောင်းပါလေခောက်ဆွဲကြောစားကြည့်ပါမယ်ကြက်ကกินထားတာဆိုတော့နည်းနည်းတော့ဖဲရခတ်တယ်ဗျလူတော်တော်များတယ်ဗျကျွန်တော်စားနေရင်လည်းဝိုင်းနေရပြည့်သွားတယ်ခောက်ဆွဲကြောတော့ကုန်ပါပြီစိတ်ကင်လေးဆက်စားလိုက်ပါဦးမယ်အရင်ကဒီတိုင်းกินတော့ချက်ချင်းမစားရင်တော့မာတယ်ဗျဒါပေမဲ့တကယ် grilling အရသာအစ်စ်ပေါ့နော်ရတယ်အခုစားရတာကတော့ပေါင်းထားတဲ့ပုံစံမျိုးกินထားတာဆိုတော့ပေါ့နော်กินရတာအစ်စ်မျိုးတော့မရဘူးပေါ့ဒါပေမဲ့စားရတာတော့အဆင်ပြေဗျအေးလေးဆိုတော့စားအဆင်ပြေတယ်ပေါ့โอเคစားလို့လည်းပြီးပြီဆိုတော့ပြန်လိုက်ပါဦးမယ်တခြားပန်းသီးဘဲဆိုင်တွေကောင်းလဲဆိုတာကိုပြောပြခဲ့ကြပါအောင်ကျွန်တော်လိုက်ပြီးတော့စားကြည့်မလို့ပါ